ဒီလူဟာနေတိုင်းလိုလူများရှိမှတင်သူ့ရဲ့အိမ်ကြီးချင်းမျိုးသမီးကိုဆွဲဆောင်ဖျားယောင်းလေးရှိတဲ့တနေ့မှာတော့ဒေးဗစ်ဟာလီဆာတယောက်အရက်မူးနေတုန်းသူ့အိမ်ထဲကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့ပြီးလီဆာခင်မိုးမသိအောင်ခိုးကြောင်ခိုးဝက်နဲ့ရင်းနှီးတဲ့အခိုက်အတန့်တွေကိုဖန်တီးခဲ့တာပေါ့လီဆာကသူ့ရဲ့အတွင်းခံကိုဒေးဗစ်အိမ်မှာမစ်ကြံခဲ့မှန်းသိသွားတဲ့အခါဒေးဗစ်ဟာလီဆာရဲ့ခနာကိုလမှာတာယာမိပြီးအရှက်မရှိတဲ့ထက်မှန်ချင်းကပ်ဖို့စူးစမ်းခဲ့ပြန်တဲ့ခင်မုန်းဖြစ်သူတည်သွားမှာကိုကြောက်ရတဲ့လီဆာဟာဒေးဗစ်စီကနေရုံထွက်ခဲ့ပေမဲ့သူ့ရဲ့ profile ဖြစ်နေတဲ့ပုံစံကိုဂျွန်ကချက်ချင်းပဲမြင်သွားခဲ့တယ်ဂျွန်ဟာဇနီးဖြစ်သူရဲ့လက်ထဲကပစ္စည်းကိုဆွဲယူကြည့်လိုက်တဲ့အခါလီဆာဟာသူ့အပေါ်တစ္ဆာဖောက်နေပြီဆိုတာသိသွားပြီးစိတ်သက်တွေအကြီးအကျယ်ပြိုလဲသွားခဲ့ရတာပေါ့တကယ်တော့လီဆာဟာဒေးဗစ်နဲ့ဆက်တွေ့ကြတဲ့ကသူ့ရဲ့ရင်းချက်တဲ့ဆွဲဆောင်မှုမှာနစ်မုန်းနေခဲ့တာပါသူဟာဒေးဗစ်ကိုအမြဲတမ်းတိတ်တဆိတ်ချောင်းကြည့်နေတတ်တယ်လို့ထိတွေ့မှုတွေရှိအောင်လဲအကွက်ချပြီးအခွင့်အရေးဖန်တီးခဲ့တယ်လီဆာကသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်တဲ့အခါမှာတော့တစ်ဖက်သားကိုထိန်းချုပ်လို့စိတ်ပြင်းထန်တဲ့ဒေးဗစ်ဟာသူ့မှာရှိတဲ့ထူးဆန်းတဲ့ဝါတနာတွေကိုပါထုတ်ပြခဲ့တယ်ပထမတော့လီဆာကဒါကိုလက်ခံဖို့ခက်ခဲနေပေမဲ့သူ့အကြောင်းကိုပဲစိတ်ထဲမှာတွဲလဲလဲဖြစ်နေခဲ့တာပေါ့အဲ့ဒီလိုနဲ့သူဟာဒေးဗစ်စီကိုကိုယ့်သဘောနဲ့ကိုချင်းကပ်ခဲ့ပြီးဒေးဗစ်တတ်မှတ်ထားတဲ့စီကံတွေကိုလည်းအကုန်လိုက်နာခဲ့တယ်ဒါတင်မကသေးရဲ့သူ့ခင်ပွန်းရဲ့ကျင်နာယူရမှုတွေကိုလည်းအမြဲတမ်းညှင်းပယ်ခဲ့တာပါတားမြစ်ထားတဲ့စိတ်လှုပ်ရှားမှုတွေကိုလိုချင်နေတဲ့လီဆာဟာခင်ပွန်းဖြစ်သူအတွက်အိတ်ဆေးပါတဲ့တောက်စရာတွေကိုပြင်ဆင်ပေးခဲ့တယ်လို့ဒေးဗစ်နဲ့ဂျွန်ကိုလည်းသူငယ်ချင်းတွေဖြစ်သွားအောင်စီစဉ်ခဲ့တယ်သူခင်ပွန်းသတိလက်မမျောသွားတာကိုကြည့်ပြီးစိတ်တက်ဖောက်ပြန်နေတဲ့ဒေးဗစ်ဟာလီဆာနဲ့အတူကိလေသာရတွေကိုဖျက်ဆီးခဲ့တယ်ဒါပေမဲ့ဒေးဗစ်ဟာတဖြည်းဖြည်းနဲ့အတင်းရဲလာတာကြောင့်လီဆာကဒါကိုမခံစားနိုင်တော့ပဲရဲရင်နဲ့အစီအစဉ်တစ်ခုကိုချမှတ်လိုက်တာပေါ့ဒါပေမဲ့ဒေးဗစ်ကိုအပြက်ဖြတ်ဖို့စ조사တာမအောင်မြင်ခဲ့ပဲသူ့ကိုယ်သူသာပြန်ပြီးထိခိုက်ခဲ့ရတဲ့လီဆာကသူ့ပေါ်တစ္ဆာဖောက်ဖို့စ조사မှန်းဒေးဗစ်တည်သွားတဲ့အခါမှာတော့သူ့ကိုထာဝရပိတ်လောင်ထားဖို့စ조사ခဲ့ပြန်တယ်အဲ့ဒီအချိန်မှာပဲဂျွန်ကအချိန်မီရောက်လာပြီးဒေးဗစ်ရဲ့အကြမ်းဖက်မှုတွေကိုတားဆီးပေးခဲ့တာပါဒဏ်ရာရနေတဲ့ဇနီးဖြစ်သူကိုကြည့်ပြီးဂျွန်ဟာနောက်ဆုံးမှာတော့လီဆာနဲ့ပြန်လဲတင့်မြတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်